မင်္ဂလာပါခင်ဗျာချစ်ခင်ရတဲ့ညီကိုမောင်နှမများအားလုံးအတွက်အမေရဲ့မြတ်တာကိုဖော်ကျူထားတဲ့ဇလန်းတိုလေးတစ်ပုဒ်ကိုကျွန်တော်ဖတ်ပြပေးလိုက်ပါတယ်နော်နားထောင်ပြီးတော့အဝေးရောက်နေတဲ့အမေကိုဖြစ်ဖြစ်အနားမှာရှိနေတဲ့အမေကိုဖြစ်ဖြစ်သတိရလိုက်အောင်လားဗျာဇလန်းလေးရဲ့ခေါင်းစဉ်ဟာအမေရဲ့ကြိုက်ကလေးတဲ့နေညိုချင်းရဲ့လင်းရောင်ဖြော်လေးဟာတက်တာအိမ်လေးရဲ့ပြတင်းပေါက်ကနေအခန်းတွင်းသို့ရိုင်းနှက်စွာဖြာချနေသည်ကိုအောင်မျိုးတယောက်ရန်ကုန်ပြန်ရန်သူ့ဝတ်စားများကိုခီးဆောင်အိတ်ထဲသို့တေးသက်စွာထည့်နေသည်တပတ်တစ်ခါမိဘရှိရာနယ်မြို့လေးသို့ပြန်လာခြင်းဟာလည်းသူ့အတွက်အားစိတ်တစ်ခွက်ဖြစ်သလိုတခါတရံတွင်လည်းစိတ်အနှဲငယ်ရှုပ်ထွေးရသည့်အချိန်တစ်ခုဖြစ်သည်တားရီခဏလာပါဦးခွဲမိဖို့ချောင်းထဲကနေအမေဒေါခင်ကြီးခေါ်တဲ့ကြောင့်ကိုအောင်မျိုးအဝတ်စားသိမ်းခြင်းကိုရလိုက်ပြီးထသွားလိုက်ပါသည်မိဖို့ချောင်းထဲတွင်ဒေါခင်ကြီးတယောက်စတီးထမင်းကြိုက်သုံးဆင့်ထဲသို့ဟင်းပွဲများကိုသေချာထဲနေပါသည်ဝေးကြိုင်းနေတဲ့ငါးစီပြန်ဟင်းနှံပဲကြီးဟင်းနှံတို့နဲ့ဝတ်သားနှံ့ရဲ့အနက်များဟာမိဖို့ချောင်းတစ်ခုလုံးကိုလွှမ်းခြုံနေပါသည်ကိုအောင်မျိုးတပ်ပြင်းတစ်ချမ်းမသိမသာခိုးချလိုက်မိပါသည်အမေရဲ့မလုပ်နေပါနဲ့တော့ဗျာရန်ကုန်မှာလေဒါတွေအကောင်လုံးဝယ်စားလို့ရနေတာပဲဒါအတွက်အလုံးမရှုပ်ပါနဲ့တော့မေရဲ့နော်သူ့ရဲ့စကားတန်ကအနှဲငယ်ညီးငွေ့သလိုပါသွားသည်ကိုသူကိုယ်တိုင်သတိထားမိသည်အပတ်တိုင်းလိုပင်သူပြန်လာကနေ့တိုင်းအမေကဤကဲ့သို့ဟင်းမျိုးစုံချက်ကထမင်းဆိုင်အပြည့်ထပ်ပေးတတ်သည်မြို့ကြီးပြကြီးတွင်အချိန်နဲ့အမျှအလုံးများနေတတ်တဲ့သူအတွက်ဒီထမင်းဆိုင်ကိုတည်သွားရခြင်းဆိုတာဝန်တစ်ခုပင်ဖြစ်သည်ဒေါခင်ကြီးကသူ့သားကိုမော့မကြည့်ပဲဟင်းထက်နေကပင်ဖြေးညင်းစွာပြန်ပြောလိုက်ပါတယ်ရပါတယ်သားရဲ့အမေရဲ့လက်ရလေးကိုစားစေချင်လို့ပါမြို့ဝဟင်းနေဘလောက်ကောင်းကောင်းအိမ်ချက်နဲ့ပဲတူပါမလဲဒီမှာသားကြိုက်တဲ့ဝတ်သားနှံ့လေးရောထည့်ပေးထားရင်နော်သူမရဲ့အတန်ဟာတိုးလျနေတော့လဲအားအင်ပြည့်ရှိနေတော့ခိုင်မာသောအတန်ဖြစ်သည်ကိုအောင်မျိုးဘာမှဆက်မပြောတော့ပဲဧကန်ထဲကိုပြန်ထွက်လာခဲ့သည်ဧကန်ထဲမှာတော့စောင်းတော့အောက်ကိုဖတ်နေတဲ့အဖေဖြစ်သူဥပမောဟာမျက်မှန်ကိုင်းကိုပင့်တင်ရင်းသူ့ကိုကြည့်ကပြုံးလိုက်ပါသည်ဒါမင်းအမေကိုစိတ်မညစ်ရဘူးလေကွာ။ तू ကအဲ့လိုထမင်းကြိုက်လေးထည့်ပေးရမှာကိုချိန်တတ်တာ။ကိုအောင်မျိုးဆော့ပါဘောကိုအသာထိုင်ချလိုက်ရင်ပြောလိုက်ပါသည်။မဟုတ်ဘူးဖေဟာ။ဒါအမေကိုမပင်ပန်းစေချင်တာပါ။ပြီးတော့လေရုံးမှကြတော့တငယ်ချင်းနဲ့အတူတူစားဖြစ်တာများတယ်။အမေထည့်ပေးလိုက်တဲ့ဟင်းတွေကရေခဲတက်တာမှပဲအချိန်ကုန်သွားတာနဲ့နှမျောစရာကြီးတွေဖြစ်ကောင်းရော။ဥပမောဟာဖလက်စာစာအုပ်ကိုပိတ်ကာစပွဲပေါ်တင်ထားလိုက်သည်ထို့နောက်သူ့ရဲ့သားရဲ့မျက်နှာကိုစိုက်ကြည့်ရင်အတိတ်ကိုပြန်မြင်အောင်နေသည့်မျက်ဝန်းများဖြင့်စကားလှမ်းပြောလိုက်ပါသည်မင်းငယ်ငယ်အားဆိုရင်ခဏခဏဖျားတာမှတ်မိလားအောင်မျိုးအဲ့ဒီတော့ကမင်း9နှစ်သားလောက်ပဲရှိသေးတယ်ကွာတလလုံးလုံးမထနိုင်မသွားနိုင်ဆေးကမ်းပြလိုက်ဆေးရုံတင်လိုက်တယ်လေအဲ့တော့ကဖေတို့မှလည်းပတ်ဆိုင်ရမသိမရှိဘူးရဲ့ဥပမောင်ရဲ့စကားကြောင့်ကိုအောင်မျိုးငြိမ်သက်စွာနားထောင်နေပြီသည်မင်းမေကလေမင်းကိုထမင်းစားဝင်အောင်ဆိုပြီးနေတိုင်းဟင်းတစ်မျိုးစီနဲ့မယိုးရအောင်ကိုချက်ကျွေးခဲ့တာဆရာဝန်ကလည်းအားရှိအောင်ကျွေးပါလို့မှားတာတော့သူကိုယ်တိုင်တော့နှက်မှန်အောင်မစားပဲမင်းအတွက်ကြီးပဲနေမအားညပါချက်ပြုတ်ကျွေးပေးခဲ့တာကွာသူကိုယ်တိုင်မင်းကိုထမင်းခွန်ကျွေးပြီးတော့အမြဲပြောတဲ့စကားလည်းရှိတယ်ဥပမောဟာစကားကိုခဏရက်ကအသက်ပြင်းပြင်းရှူထုတ်လိုက်ပြီးဆက်ပြောပါသည်သူဟာပြောလဲသည်လားငါသားလေးအားရှိအောင်စား
အမေလက်ရကိုစားပြီးအမြန်ဆုံးတန်လမာလာရမယ်နော်နောက်ခါဒီသားကြီးလာတဲ့ခါမှလည်းဘယ်နေရာရောက်အမေလက်ရကသားအတွက်အားစိတ်ဖြစ်စေရမယ်တဲ့ဥပမောပြောတဲ့စကားဆုံးမှာကိုအမျိုးရင်ထဲမှာစိုးနေသွားသည်အချိန်တွေရဲ့တိုက်စားမှုအောက်မှာမေးမိန်ပြောင်းကွယ်သွားပြီဖြစ်တဲ့ကလေးဘဝကပုံရိပ်တစ်ခုကိုကိုအမျိုးပြန်လဲမြင်ရောက်လာသည်အာနဲစွာလဲလျောင်းနေတဲ့သူကိုမျက်ရည်ဝဲဝဲဖြင့်ထမင်းခွက်ကြွေနေတဲ့အမေဖြစ်သူရဲ့ပုံရိပ်လေးတစ်ခုသူသိသွားပြီသူနားလဲလာသည်သူမျက်ရည်များစီးကြလာသည်ပြီးတော့မျက်ရည်တွေကိုတောက်ရင်ကိုအမျိုးပြောင်းလိုက်သည်ကိုအမျိုးပြောင်းလိုက်သည်ကိုဥပမောင်တွေ့တော့ခေါင်းတငိမ့်ငိမ့်ပြူရင်သားဖြစ်သူရဲ့ပခုံးကိုပုတ်ကအားပေးလိုက်သည်ထိုနေ့အဲ့ဒီအချိန်မှစပြီးအမေရဲ့ထမင်းကြရလဲသူ့အတွက်ဝင်ထုတ်ဝင်မဟုတ်နေတော့ပါအချိန်တိုင်းနေရာတိုင်းမှာသူ့ကိုအားအင်တွေပေးနေတယ်သူ့ကျမ်းမာရေးကိုစောင့်ရှောက်ပေးနေတယ်အမေရဲ့မေတ္တာတရားစစ်စစ်ဖြစ်နေပါလားထိုထမင်းကြိုင်လေးထဲမှာဟင်းတွေတာမကပဲသူ့အပေါ်ထားတဲ့စကားတွေနဲ့ဖော်ပြလို့မရတဲ့အဆုံးမဲ့မေတ္တာတွေပါထည့်ပေးလိုက်တာပဲဆိုတာကိုအမျိုးတရားနားလည်သွားပါပြီကိုအမျိုးနေရာကနေဝုန်းကနေထားတာမိဖို့ချောင်းတွေကိုပြန်ပြေးသွားသည်ဒေါက်ခင်ကြီးတယောက်တော့ထမင်းဆိုင်ကိုမိုးတက်တက်လေးဖြင့်တောင်းနေသည်သူအမေနာကိုသွားပြီးထမင်းဆိုင်ကင်ထားတဲ့အမေရဲ့ကြမ်းရှနေတဲ့လက်တစုံကိုညင်သားစွာဆုပ်ကင်လိုက်ပြီးအမေသူ့ရဲ့အတန်ဟာတုံရင်နေသည်ဒေါက်ခင်ကြီးကအန်အောသလိုသူ့ကိုမော်ကြည့်လာသည်အမေဒီထမင်းဆိုင်ကလေတားအတွက်အားစိတ်ပဲမေတောင်းကြရင်လည်းအမြဲတမ်းထည့်ပေးတော့ဒါဘလောက်ပဲအလုပ်ပေးပြအမေလက်ရအောင်နေ့တိုင်းစားမှာမလို့လေအများကြီးထည့်ပေးတော့မေဒေါက်ခင်ကြီးရဲ့မျက်ဝန်းထဲတွင်မျက်ရည်ကြည်လေးများရုတ်တရက်ဝိုင်းတက်လာသည်သူမပါပြင်ပေါ်ကအရေးအကြောင်းများကြားထဲမှာကြည်နူးမှုအပြောင်းတစ်ခုကပေါ်ထွက်လာသည်စကားတစ်ခုမှမဆိုတော့လဲထို့အပြောင်းကအရာအလုံးကိုပြောပြနေသည်ကိုအမျိုးလဲထမင်းဆိုင်ကိုလက်နှစ်ဖက်ဖြင့်အလေးမြတ်ယူလိုက်သည်ဒီတစ်ခါမှာတော့သူ့လက်ထဲကထမင်းဆိုင်ဟာအရင်လိုလေးလိုက်မနေတော့ကဘာပေါ်မှာအနှွေးထွေးဆုံးတဲ့တန်မိုးရှိဆုံးအရာတစ်ခုကိုသူကင်နိုင်ရတယ်လို့မျိုးသူ့ရဲ့နှလုံးသားတစ်ခုလုံးပေါ်ပါကြည့်လို့သွားပါတော့သည်